အင်းကြီးဝတ်စားထက်တဲ့အိတ်ကြောပွေးတွေပါတယ်မြောက်လစ်ကီလို့ခေါ်တဲ့ဝတ်စားထက်တဲ့အိတ်နဲ့ကျွန်တော်သွားတယ်လင်ကွင်းကိုသွားလင်ကွင်းလည်းရောက်အမေကငါတော့ဟိုရောက်အမေဒီပုံစံနော်အမေငါသားလေးကိုလွှမ်းနေပါငါသားရဲ့ကျမကြီးလည်းကြည့်စားအေးပါအမေရောက်မှလင်ရထွက်တော့မှအမေဒါပဲနော်ကိုရောက်သေးဘူးငါညီမလင်စီးဘူးလားလင်ကစထွက်တဲ့ချိန်မှာကြောက်ရတာအပေါ်ရောက်သွားအေးစီဘောဆိုတက်တဲ့ချိန်မှာရင်းတုံတာအပေါ်ရောက်သွားရင်ကော်ဖီတောက်မလားသတင်းစာဖတ်မလားအေးစီအကူကတော့ကော်ဖီမကြိုက်တော့သတင်းစာလေးဖတ်ပြီးလိုက်သွားတယ်10မိနစ်လောက်ပဲရှိသေးတယ်အလုံးမင်းခီးတယ်ညာရောက်ပါပြီရှင်ဟောအလုံးမင်းဆင်းလို့ရပါပြီရှင်ဟာမလေးရှားကလည်းမြန်လာလားဆိုပြီးအိတ်ကလေးဆွဲပြီးအောက်ဆင်းလာတာအောက်လေရောကယ်ရီဆွဲတဲ့ကောင်ကြီးအကိုလာကိုပြေးမလားကိုလာတော်လာစိုးရဒီကောင်လေးမြန်မာလူတက်တယ်ဟာကိုလည်းအိတ်ကတည်းကလိမ့်စာလေးထုတ်ပြီးဟေးအောင်လို့ငါဒီနေရာသွားမှလို့မလေးရှားကုမရောက်ဖူးတာဆိုတော့လို့ဒီညကြီးလိုက်ပို့သားမှာဆိုတော့ကယ်ရီဆွဲတဲ့ကောင်ဘာပြောတယ်မှတ်ပါတယ်ခင်ဗျာဘာလေးကြောင်းနေအောင်လဲအခုကပကံညောင်းရောက်နေတာမလေးရှားသွားတာဆိုသိနေတယ်နဲ့ပွဲသားမလိမ့်ပြီးပကံညောင်းနေကြတယ်ကိုကတော့ဟုတ်ပါပြီဘုဖက်နဲ့တရောပါရောကဲအဲ့တော့ဥစ္စာသူခင်းခင်းတပုတ်လောက်စောနော်မထူပါဘူးဆိုပြီးငါလည်းဖျားဖူးပြီးပြန်လာတယ်လို့ဆိုလို့အခုခက်မှပြန်ပေါက်လာတာပေါ့နော်ကဲမမနူနူဆူထားတဲ့တချင်းဟေးနှင်းစီမှာလည်းချက်ပုံမြင်နဲ့အချင်းလေးဆိုချင်ပါတယ်ခင်ဗျာဟုတ်ပြီအဲ့တချင်းလေးကိုတားရဲ့ပပဂီတကျိန်လေးစိတ်တုံးကတချင်းလေးလည်းမပြောက်အောင်မြန်မာဆိုင်လေးလေးပေါ်နေအောင်ဒီလိုလေးတီထွင်ပေးထားပါတယ်ခင်ဗျာတချင်းလေးနာမည်ကနှင်းစီမှာလေးချက်ပုံ